喂，那要上来塞那耶。好，可那种啊，妈冇阿姨播 posting 呢，你加片跟其他人睇得表嚟嘅。嗱，အမေရိကန်ဆိုရင်加片跟呢ပတ်သက်ပြီးတော့အမေရိကန်အကြောင်းပြောရပါတော့။ပြောချင်တာတော့အခုဒီနိုင်မောင်စုံတို့မောင်ရှိသူတို့မင်းအောင်လိုက်တို့ဒီကြားဖြတ်ကိုင်းပပျောက်ရည်တို့တွေကလောက်ပြနေတာဟုတ်လားလောက်ပြတာအဲ့ဒီကြားဖြတ်ကိုင်းကောင်းဆောင်အကြီးအသေးတွေအားလုံးတို့ဘက်မှာတစ်ဖွဲ့လဲဆိုတာဒီကီမီနေမှာပဲနော်ကီမီနေမှာနေရာအများကြီးပဲသူတစ်ဖွဲ့ထားတယ်တချို့မှဆိုရင်ဟိုတစ်ပင်ဝါပင်အောက်မှာလိုက်ပြီးတော့ခိုးပြီးတော့နေတာပေါ့နော်အဲ့လိုမျိုးအဲ့ဒါပြောမယ်ဆိုရင်ဒီကောင်တွေကတခိုးထမြကောင်တွေပေါ့လူလိမ်ညာကိုင်းအကြီးစားတခိုးထမြကောင်တွေအဲကြောင့်တောင်ယူပေးမဲ့ဒီကရင်လက်နဲ့ကိုင်းဆိုရင်လည်းတစ်ဖွဲ့မှယုံကြည်လို့မရဘူးအားလုံးကဒီတခိုးထမြကိုင်းတွေကိုတို့ကာကွယ်ပေးနေကြတာအဲကြောင့်မို့အမတရားပြောတယ်မိုးရေးတဲ့တောင်မရှိတဲ့ကရင်စစ်သားတွေပြောလိုက်တဲ့ဒီကြားဖြတ်ကိုင်းတွေအများကြီးပဲဟိုတစ်တော်ဝါတော်အောက်မှာပဲလေတစ်ပင်ဝါပင်အောက်မှာလာပြီးတော့ပုံနေတယ်တဲ့မမိုးပြောမယ်နော်ဒီပထမအချိန်ကွာကြားဖြတ်ကိုင်းတွေကပြေးတယ်လို့ပေါင်းတယ်လို့ထွက်ပြေးတယ်လို့မဟုတ်လားဆောင်းတို့ပေးပြီးတော့အဲ့ဒီကြားဖြတ်ကိုင်းတွေဆောင်းလို့ရအောင်ကူညီတဲ့သူက KNU နဲ့ BGF တွေ DKB တွေဘယ်သူ့ကိုတော့ပြီးတော့ဖေခေါ်ပြီးတော့ဒီကောင်တွေဖမ်းပေးပါဒီလူလိမ်မတခိုးကောင်တွေဖမ်းပေးပါဘယ်သူမှဖမ်းလို့မရဘူးစင်တို့အချင်းချင်းတို့ကကရင်ပြည်နယ်လက်နက်ကိုင်ဖွဲ့စီအားလုံးဒီကြားဖြတ်ကိုင်းတွေနဲ့တို့ကလောက်စားနေတာတို့ငွေတွေရနေတာဘာဖြစ်လို့တို့ဖမ်းရမှာလဲနော်အခုဆွဲကပင်မှာဆိုရင်ကြားဖြတ်ကိုင်းအပြည့်ဖမ်းမှာဆိုရင်ကြားဖြတ်ကိုင်းအပြည့်အိမ်တူမှာဆိုရင်ကြားဖြတ်ကိုင်းအပြည့်စီရမျိုးအားလုံးကကြားဖြတ်ကိုင်းနေရာတိုင်းမှာရောက်တာအေးစစ်ပဲတို့နေရာတွေကြိုတင်လောက်ထားတာအကောင်လုံးပဲဘာလို့ဆိုကဘာသိတာဒီကြားဖြတ်ကိုင်းတွေကိုတို့ထားတာဒီဆွေကောက်ကိုတို့ကေပါတို့အဲ့ဒီနေရာမှာပဲကဘာအဲ့ဒီနေရာမှာပဲသိတယ်လေဂျန်တဲ့ကရင်ရွာတွေကရင်မျိုးတွေနေရာအများကြီးမြန်မာတနိုင်ငံလုံးကပြောကဘာကိုပြောချင်တာတော့မြန်မာတနိုင်ငံလုံးကကြားဖြတ်ကိုင်းဖြစ်နေတာနော်မြန်မာပြည်ကိုအောက်ချုပ်နေတဲ့ခွေးမင်းအောင်လိုင်းကကြားဖြတ်ကိုင်းခေါင်းဆောင်ဖြစ်နေတာနော်ကြားဖြတ်ကိုင်းကောင်းဆောင်ဖြစ်နေတာအဲ့တော့ဟိုကြားဖြတ်ကိုင်းကောင်တေးလေးဟိုဒီတေးလေးဒီခွေးသစ္စာပေါက်တေးလေးလည်းတော့ဖမ်းမယ်ဆိုရင်ကြားဖြတ်ကိုင်းမပြီးဘူးတို့မင်းအောင်လိုင်းကိုဖမ်းရမှာနော်မအလာတို့ဖမ်းရမှာဘာလို့ဆိုတော့ကြားဖြတ်ကိုင်းနေစီလာတာမအလာလောက်နေလို့โอเคနော်ကျန်တဲ့ခွေးရှိသူတို့နိုင်မောင်ဆိုတော့မအလာတောက်တိုင်မအလာလက်ထောက်ညာဘဲတဲ့အဲ့ဒါပဲနော်ကြောင့်ပပျောက်ချင်လို့ရှိရင်မအလာကိုဖမ်းပါအခုနေရာတိုင်းမှာဆိုလဲမောင်ချစ်သူတို့နိုင်မောင်စော်တို့ဒီမင်းအောင်လာတို့အကြံဉာဏ်တဲ့ပဲလေဆွေကောက်ကမှစီးတဲ့ကြားဖြတ်ကိုင်းကိုတို့ပြောင်းပြလိုက်မယ်သူတို့ကဖမ်းလိုက်တယ်တို့လိုဘာတို့တချို့ပစ္စည်းတွေကိုတို့ခြံထားလိုက်တယ်ဖုံးဆိုရင်အသောင်းနဲ့ပဲစီးတဲ့အမှန်တကယ်ကဖုံးဆိုရင်အသိန်းနဲ့စီးတာနော်အဲ့ဒီဆွေကောက်ကမှဆိုရင်ကြားဖြတ်ကိုင်းလူဦးရေကအသိန်းနဲ့စီးတာအသိန်းနဲ့ဆိုရင်ဖုံးကအသောင်းနဲ့မကဘူးလေအခုတို့ဖမ်းရတဲ့ဖုံးကအလုံး1000လားဘယ်လောက်လဲအဲ့လောက်ပဲနော်ဖုံးဆိုတာအသိန်းနဲ့စီးရမှာကြားဖြတ်ကိုင်းတယောက်ဆိုရင်ဖုံးကိုင်းမှာအလုံး100 200လောက်စီးတယ်နော်ကြားဖြတ်ကိုင်းတေးလေးလူလိန်တေးလေးတောင်မှမြဝတီမှာတချို့မှာလည်းအဲ့ဒီမြဝတီမှာဆိုနေရအများကြီးပဲတယောက်ဆိုရင်ဖုံးအလုံး90ကိုင်းတာနော်စင်ကားတွေအများကြီးတစ်ကဘာလုံးမှာစီတုံများတောင်းနေတဲ့စင်ကားတွေအကောင်လုံးစီတယ်အဲ့ဒါကိုငါတို့တွေကဒီမျိုးပဲထိုင်တော့ကြည့်နေမယ်ကရင်လူမျိုးတွေဆိုရင်သူတို့ဘယ်လိုခေါ်ရမလဲဆိုတော့သူတို့တွေကပြည်သူလူထုတိုင်းရင်းသားကရင်လူမျိုးတွေကိုသူတို့အရန်ကိုအထင်သေးတာဒီမအားလာတို့ဒီ BGF တွေအားလုံးသူတို့စိတ်ထင်သူတို့သွားပြီးတော့ဖွဲ့လိုက်တဲ့ဒီကြားဖြတ်ကိုင်းတွေအားလုံးကကရင်လူမျိုးတွေကမြစ်စစ်ကန်းနေတယ်ဟိုချီးစားနေတယ်အောက်နောက်မရှိဘူးပစပေါက်ပိတ်နေမယ်အဲ့လိုမျိုးပေါ့နော်သူတို့အဲ့လိုမျိုးထင်နေတာသူတို့ဖွဲ့ထားတဲ့နေရာတော့ဘယ်သူမှတည်င်းမတိုင်တော့ဘူးသူမှလာပြီးတော့မတိုင်တော့သူတို့ထင်နေတာအခုနေရာတိုင်းမှာသူတို့ထားတဲ့နေရာတိုင်းမှာတည်င်းပေါ်လာတာဒီနေရာသူတို့ဖွဲ့ထားလို့ရှိရင်ဒီနေရာကလူတွေပြည်သူတွေပဲလာပြီးတော့တည်င်းပို့လာပြီးတယ်ဒီနေရာမှာကြားဖြတ်ကိုင်းစီတဲ့ဟိုနေရာမှာမောင်ရှိသူကလာပြီးတော့ဖွဲ့ထားတဲ့ဒီနေရာနာမည်ဆိုပြီးတော့ဒီနေရာမှာအဲ့ဒါပဲလေအဲ့တော့လောက်မယ်ဆိုရင်ကဘာလူတွေပြောချင်တာကတော့လောက်မယ်ဆိုရင်ပြပြသားလောက်လိုက်တော့နော်စာတွေထောက်ပြန်တာချိန်ချောက်တာတခုလည်းမကြားချင်တော့ဘူးတကယ်ပဲโอเคနော်အခုအမေရိကန်ဖမ်းမယ်ငါစောက်တာတရက်ပြီးဘယ်နေ့ကရောက်လာမလဲမသိဘူးဟိုတခါတော့လည်းယူရင်လာမယ်ရေးယူမယ်ဒါလည်းတလပျောက်သွားပြီတတင်းတွေပေါ်လာနေတဲ့အချိန်မှာပဲဒီကြားဖြတ်ကန်တွေကဟိုဖမ်းပြလိုက်လောက်ပြလိုက်ဟိုပျောက်ပြလိုက်ပေါ့နော်နောက်ဆိုတော့ဒီတင်းပျောက်သွားပြီဆိုရင်အဲ့ဒီအိမ်တုမာလာဘယ်နေရာမဆိုဘယ်ရွာဘယ်တော့မဆိုစီနေတဲ့ကြားဖြတ်ကန်အားလုံးအဲ့ဒီဆွေကောက်ကမှပဲပြန်လာပြီးတော့ပုံမှန်အတိုင်းဟိုပြန်တော့ဆောင်ရွက်တယ်တန်းတော့လုပ်တယ်နော်ဟိုဘက်ကချိန်ချောက်လာပြီဆိုရင်ဒီဘက်ကလည်းပျောက်ပြမယ်ထွက်ပြေးလိုက်ပြီးဖမ်းလိုက်ပြီးပါညာတလာကနဲ့ဟိုဘက်ကညင်သွားပြီဆိုရင်ဒီဘက်ကပြန်လာတယ်နော်အဲ့လိုမျိုးဖြစ်နေတာဘာကြောင့်လဲမအားလားမသေးသေးလို့ပဲပြီးတော့မအားလားမသေးမချင်းကတော့မအားလားပြည်သူကိုဆက်သားလို့ရအောင်သူအာနာတင်ရဲလို့ရအောင်ဒီမြန်မာပြည်ကြီးကိုသူဆက်ပြီးတော့ထိုင်းချောက်လို့ရအောင်သူငွေလိုအပ်တာဒီကြားဖြတ်ကိုင်းပဲအဲ့ကြောင့်ဒီကြားဖြတ်ကိုင်းကိုသူဘယ်တော့မှပြပြသားဖမ်းမှာမဟုတ်ဘူးနော်သူများတွေကဘာချင်းချောက်လာလို့ရှိရင်သူလောက်ပြမယ်ဒါပဲရှိတယ်နော်အဲ့ဒါမှမဟုတ်ပြည်သူတွေကဘာလို့ရမလဲမအားလားအမြန်ဆုံးသေဖို့အတွက်ငါတို့တွေကလှုပ်ပေးရမယ်နော်ជីငုတ်တီအလကောတီဘယ်လဲဆိုမလကောတီလားအလကောတီအဲ့ဒါအလကောတီလားတော့ခေါ်တာနော်ဒီငုတ်တီနဲ့တီတယ်ပဲငါတို့တွေဘာမှထက်ပေးရမယ်ကုညီပေးရမယ်နိုင်တလောက်နဲ့ထက်နော်ကဘာကအော်နေလို့အမေရိကန်ကချင်းချောက်လာလို့မအားလားကဒီလိုလောက်ပြလိုက်လို့မောင်ချစ်သူကအဖမ်းခံရတော့မယ်နေတော့ဒီမျိုးသွားပြီးတော့ตายရနေလို့စင်ဘယ်တော့မှပေးတာမဟုတ်ငါတို့ရပန်တိုင်ဘယ်တော့မှရောက်မှာမဟုတ်မအေလို့လဲဘယ်တော့မှသေမှာမဟုတ်ဘူးမအေလို့သေဖို့ကငါတို့စ조사မှသာလင်းမအေလို့သေမယ်အမေရိကန်ဖမ်းပေးဖို့ယူရင်ဖမ်းဖို့မစောင့်နဲ့စောင့်မယ်ဆိုရင်နှစ်90လဲမအေလို့ကသေတာမဟုတ်ဘူးနော်နောက်ထပ်နှစ်90ဒီမြန်မာပြည်ကြီးသူဆက်ပြီးတော့ဖျက်ဆီးလိုက်အောင်ပါနော်အဲ့ဒါမစောင့်နဲ့
လောက်ဆရာစီတာကိုလောက်သွားပါနော်အခု PDF တွေကလုံနေတယ်တိုက်နေတယ်ခြေမုံနေတယ်အဆက်မပြနေရောညပါမကြမ်းစူးစမ်းနေတဲ့အတွက်ကြောင့်အာနာစင်ကိုနှစ်တန်းညတိုင်းတိုက်နေလို့ရှိရင်ဒီကြည်ဖို့တွေလည်းအဆက်မပြစီမတာလင်းနော် PDF တွေလည်းတိုက်လို့ရမယ်အခုမမို့ပြောရတဲ့ဒီအရေးပေါ်ဆိုတာပြီးတော့အခုစစ်စင်ရေးစနေတဲ့လူတွေတိုက်နေတဲ့သူတွေကတချို့အဖွဲ့တွေကတော့ငရုတ်တီတွေပြတ်သွားပြီပေါ့နော်အဲကြောင့်မို့ပြောတဲ့မမို့အလူခဏတနေ့ PDF 10ဖွဲ့ PDF 4ဖွဲ့ဆိုတာအဲ့ဒါသွေးအေးနဲ့အလူခဏမဟုတ်ဘူးအဲ့ဒီအဖွဲ့တွေကစစ်တိုင်းထဲမှာစစ်တိုက်နေလို့စစ်တိုက်နေတဲ့အဖွဲ့အစည်းကတေးစားတယ်ငရုတ်တီဆိုတာလို့အဲ့ငရုတ်တီမရှိလို့ချင်းဘာနဲ့စစ်တိုက်မလဲလီနဲ့တော့တိုက်လို့မရဘူးလေနော်အခုဒီအလုံး9000ကိုနိုင်တဲ့လောက်နဲ့ဝိုင်းတော့ထပ်ပြီးကြပါရောက်43ရောက်နော်အဲကြောင့်မအားလားတေဖို့အတွက်မောင်ချစ်သူအခန်းခံရဖို့အတွက်လားကြားဖြတ်ကန်ပါပြောက်ရည်အတွက်လားအဲ့ဒီအမေရိကန်ကတည်င်းကောင်းနေတဲ့သွားတော့မသားရနဲ့နေတော့သွားတော့သားရနေတဲ့အချိန်မှာဗျမအားလားဘုံလိုက်ကျလဲတာလူဘယ်နှယောက်သေးပြီလဲလူဘယ်နှယောက်သေးပြီလဲပုံမှန်အတန်းသူကျဲနေတာနေတော့စစ်တင်အမေရိကန်ကဖမ်းမဲ့တွညာနေတဲ့အချိန်မှာလို့စစ်တင်မအားလားညင်နေတာလားညင်မနေဘူးနော်သူ့အလောက်သူလောက်သွားတာသူရောက်မှဆရာစစ်တာသူရောက်မှသွားတာသူကျဲဆရာစစ်တာသူကျဲသွားတာသူဖမ်းဆရာစစ်တာသူဖမ်းသွားတာโอเคအဲ့ဒါအာနာစင်ဘက်ကဘလောက်လိမ်ပါလဲကိုဘက်ကပဲဟိုတရင်ကောင်းတက်လိုက်လို့ရှိရင်တာယာလိုက်ဒီတရင်ကောင်းတက်လို့ရှိရင်တာယာကရေပေးလာလို့ရှိရင်ရေပေးနဲ့တော့မျောပါလိုက်ဟုတ်လားငလင်ပေးလာလို့ရှိရင်ဒီငလင်ပေးထဲမှာပါလိုက်အဲ့လိုမျိုးဖြစ်နေတာနော်ဒီဇိုင်းမမရှိဘူးမေအေလိုဘက်ကရေပေးပဲလာမီးပေးလာငလင်ပေးပဲလာသူတိုက်ဆရာစစ်တာသူတိုက်တယ်သူချိန်မောင်းဆရာစစ်ချိန်မောင်းတယ်သူကျဲဆရာစစ်တာသူကျဲတယ်သူရောက်မှဆရာစစ်တာသူရောက်မှတယ်မရောက်လေဘက်ကဒီစစ်မှုထမ်းဖမ်းဆရာစစ်တာသူဖမ်းသွားတယ်ပေါ်တာဖမ်းဆရာသူဖမ်းသွားတယ်နော်နေ့ညမပြတ်သူပုံမှန်အတိုင်းသူလောက်သွားတာငါတို့တွေဘက်ကပဲဟိုဝေဝါလိုက်ဒီဝေဝါလိုက်ဟိုတရင်ကောင်းတက်လို့ရှိရင်ဟိုတရင်ကောင်းနဲ့သွားပြီးတော့တာယာလိုက်အဲ့လိုမျိုးမလုပ်ပါနဲ့နော်ကျေးဇူးတင်ပါတယ်နော်ခင်ဗျရေဒါမှမဟုတ်ရဘန်နပါပါနော်165နိကို9334ထိုက်ပါနေပြန်နော်နိုင်ငံခြားလူတွေမှမို့စီမာလာပြီးတော့ဟိုဗာလဲ PDF တွေတက်ပေါ့နော်အခုအရေးပုံမြုပ်ဒီအလုံး9000ကိုအလုံး100အလုံး200ဖြစ်လာပြီးတော့ကူညီပေးမယ်ဆိုရင်ကိုယ်နိုင်ငံကိုပြောပြပါကိုနေတဲ့နိုင်ငံဘာနိုင်ငံလဲပေါ့နော်ဟိုစင်ကာပူဆိုရင်စင်ကာပူဘန်နပါပြန်ပို့ပေးမယ်USA ဘန်နပါရှိတယ်မမို့ Z နပါရှိတယ်ဒါပေမဲ့ set ဘန်နပါကပြီးတော့မမို့ပတ်စံစားရတာနည်းနည်းကြာတာပေါ့နော်USA ကအလူစင်တွေ Thai bank ကနေတဆင့်တစ်ခါတည်းပဲလွှဲလို့ရလို့စင်ကောင်းမယ်နော်ဒါမို့တို့လည်းပတ်စံတစ်ခါတည်းရမယ်တစ်ခါတည်းပို့လို့ရတာပေါ့နော်အခု USA bank ကတလဆိုရင်တို့မမို့ပို့ပေးလို့ရတာ2ခါ3ခါဆိုရင်အများဆုံးပဲပြီးတော့အနည်းဆုံးဆိုရင်2ခါပဲတို့ပို့ပေးလို့ရတာပေါ့နော်အဲကြောင့်မို့အရေးကြီးတဲ့အချိန်မှာမို့ချက်ချင်မရဘူးအဲ့လိုမျိုးဖြစ်တယ်လုံးဝဒီ Thai bank နဲ့ bank to bank နဲ့ Western Union နဲ့လုံးဝပို့မတတ်တဲ့သူတွေပဲအဲ့ဒီ Z နဲ့ပို့ပါပို့တတ်လို့စင်တော့ Thai bank မှာတစ်ခါတည်းပို့လိုက်ပါနော်အရေးကြီးပါတယ်စင်ပြီးတော့ရေဒီမှာမမိုးရဲ့စာအုပ်တွေလည်းလာပြီးတော့အားပေးလို့ရပါတယ်နော်အခုအရေးပေါ်အရေးကြီးလို့အနေနဲ့နော်မရုပ်ဒီအလုံး9000ဘတ်ငွေနဲ့သိန်းနဲ့9000နဲ့9000ဘတ်ကအခုမမိုးရောင်းရတဲ့မမိုးရဲ့စာအုပ်ပထမစာအုပ်ဒုတိယစာအုပ်ကိုဘယ်သူပဲဝမဆိုဒီအချိန်မှာပေါ့နော်ဘတ်ငွေ900ကျော်ပေါ့နော်969ဘတ်လာပြီးတော့အားပေးလို့ရှိရင်မမိုးလိုအနေနဲ့ဒီမြုပ်ဒီအလုံး9000ပို့တယ်မမိုးအကောင်လုံးချက်ချင်းစီရင်သွင်းမယ်နော်ပြီးတော့ဒီလက်3ချောင်းဆိုရင်တော့ locket တော့ကျန်တာများတယ် locket တော့အခု300အလုံး300ပို့ထားတာကိုအခုဆိုရင်ဘယ်20ကျန်သေးတယ်မသိနှုတ်ပြတော့မမမိတော့ဘူးနော်ဒါပေမဲ့တစင်စာဒီလိုမျိုးဆိုရင်4-5စင်စာပဲကျန်တော့တယ်နော်4စုံ5စုံပဲကျန်တော့တယ်စင်တစ်စုံဆိုရင်1500ပါဒါပေမဲ့တစ်ခုချင်းစီဝယ်မယ်ဆိုရင်တော့သူ့စင်နဲ့သူစီတယ်နော်လက်3ချောင်းနကတရံဆိုရင်1500ပါရင်တို့တစ်ခုဆိုရင်900ပါ locket တစ်ခုဆိုရင် locket ဒီမှာဆွဲပြားနော်တစ်ခုဆိုရင်1000ပါနော်မမူရဲ့ဒုတိယစာအုပ်တအုပ်ဆိုရင်420ပါပထမစာအုပ်ဆိုရင်349ပါနော်ဒါမဲ့ဝယ်မယ်ဆိုရင်တော့တွဲပြီးတော့ဝယ်လိုက်ပေါ့နော်ကိုကပထမစာအုပ်တအုပ်ပဲဆိုရင်တို့မရောင်းပေးဘူးနော်ဒုတိယစာအုပ်နဲ့ဝယ်လို့ရှိရင်နော်ရတယ်ဒါပေမဲ့ဒုတိယစာအုပ်တအုပ်ပဲဝယ်မယ်ဆိုရင်ရတယ်ဒုတိယဘာလို့လဲဆိုတော့တချို့မှာဆိုရင်ပထမစာအုပ်တို့ရပြီနော်ဒုတိယစာအုပ်ဆက်ပြီးတော့ဝယ်လို့ရတယ်အရင်အမြအခုအရေးပေါ်လိုနေတဲ့ငရုတ်တီအညာက PDF တွေတွဲမှမဟုတ်အကောင်လုံးပြန်တော့ထောက်ပံ့ပေးပါတယ်စင်ညတော့လည်းအုပ်တအုပ်ထွက်တယ်မှမဟုတ်အကောင်လုံးစီရင်ထဲမှာသွင်းတယ်နော်ငရုတ်တီစီရင်ထဲမှာအခုလောလောဆယ်ကဟိုကကတော့မို့အရေးပေါ်အကူကြီးတောင်းလိုက်လို့ညီမလေးနဲ့ပန်းညွားမယ်စင်ချက်မှာ10လုံးဖိုးလာပြီးတော့ကူညီပေးလိုက်တယ်နော်9နဲ့50မမို့စီရင်သွင်းလိုက်မယ်ပြီးတော့လည်းအတနော် silent ထက်အကောက်ကအမကသူ့ရက်သားမွေးနေ့ပေါ့နော်17လပိုင်းမှာသူ့ရက်သား17နှစ်ပြည့်နော်17လပိုင်း17နှစ်17လပိုင်း17နှစ်ပြည့်တသားကသူ့ရဲ့မွေးနေ့ဖြစ်တဲ့အတွက်ကြောင့်နောက် silent ထက်ကအလူစင်နော်အလူစင်17ယောက်ကိုသူဖိတ်ခေါ်ခိုင်းတာပေါ့နော်သူ့ရဲ့သားမွေးနေ့ပေါ့နော် silent ထက်ဆိုရင်တိကျမှာပါနော်မ silent ထက်ဆိုရင်ခဏလာလူတာပဲနော်သူအစဉ်ပြေတဲ့အချိန်မှာဆိုရင်တညဆိုရင်3ခါ4ခါသူလာတော့ထပ်ပြေတဲ့အခုဒီ17လပဲမှာနော်သူ့ရဲ့သား17နှစ်ဖြစ်တယ်အကြောင်းသူကအလူစင်အရေးပေါ်အခုမှမလို့အနေနဲ့မြုပ်တည်းအလုံး9000ကိုအလူစင်17ယောက်သူဖိတ်ခေါ်ခိုင်းတာပေါ့နော်အကြောင်းဘသူပါဝင်မလဲပေါ့သူရဲ့သားမွေးနေ့မှာနော်ဒါမှမဟုတ်ပြောချင်တာကတော့အရေးပေါ်နေတဲ့အချိန်မှာစတူအလူစင်ပေါ်မတီလူစင်ပေါ်ကတော့မြုပ်ဒီအရေးပေါ်ကူညီလို့အားတဲ့တကြောင်ကိုနိုင်တဲ့လောက်နဲ့ရောက်တိုင်းပါဝင်ပေးကြပါလို့မှမဟုတ်အကူညီတောင်းရစီနော်အကျွေးတက်အလူစင်တွေတချို့မှာအကျွေးတွေအရန်တက်နေပြီပေါ့နော်အဲ့ဒါတော့လာပြီးတော့ထက်ပေးစရာမလိုဘူးမှမဟုတ်အရန်အားနာတဲ့အကျွေးမတက်ရသေးတဲ့အလူစင်တွေဒီလမပါဝင်ရသေးတဲ့အလူစင်တွေဒီကမ်ပိန်းထဲမှာမထက်ရသေးတဲ့မှမဟုတ်ရဲ့အလူစင်ဟောင်းလူစင်တေးအားလုံးကိုမှမဟုတ်ကူညီတောင်းပါနေစင်နော်မှမဟုတ်ဆိုရင်ဟို2021သူများUN သူများမပြောခင်မှာမမိုးက KNU ကိုတော့ကူညီတောင်းတာ
မြို့ထဲမှာသူများဆန္ဒပြတာမင်းအွန်လိုင်းနဲ့ဖူတက်တဲ့နဲ့ပြစ်သားတယ်ညပိုင်းမှာဖမ်းပြီးတော့မနေ့ဖမ်းဆိုရင်အလုံးဖြစ်သွားတယ်အဲ့ဒီချိန်မှာမူဆက်ရတော့ထိခိုက်ခံစားရတယ်ပေါ့နော်ထိခိုက်ခံစားတဲ့ချိန်မှာမူက KNU ရဲ့ group နိုင်ငံရေး group ကိုမူတော့ပြီးတော့ပြင်တောင်းတယ်ဆရာတို့ရေဘိုတို့ရေရန်ကုန်မှာသွားပြီးတော့ဆန္ဒပြတဲ့လူကိုတော့ကာကွယ်ပေးလို့မရဘူးလားတို့ KNU တွေကလက်နဲ့ကင်ပြီးတော့ပြည်သူကာကွယ်ပေးရမယ်မဟုတ်လားမိုးရေငါတို့သွားလို့မရဘူးငါတို့နယ်မြေကျူးကျော်လို့မရပေါ့နော်အဲ့ဒီနေရာမှာမအားလာတာငါတို့ရဲ့ပြည်နယ်မှာတက်လာလို့ရှိရင်တဲ့ငါတို့ပြေးလို့ရတယ်တဲ့ KNU တွေကပြောတယ်ပေါ့နော်ကိုလည်းတို့ချစ်တယ်တို့ယုံကြည်တယ်အောင်မလေးတို့လူခံပေးလိုက်တာဟိုစစ်ဘေးဆောင်အတွက်လားတို့စနေပါအတွက်လားလုပ်ပေးလိုက်တာပဲစုပဆက်ပဲနောက်ဆုံးတော့မအားလာတို့ဖင်ကိုတက်ချပြီးတယ်တို့မပြည့်သေးဘူးနော်ဥကြောသူစာတပုတ်တင်တယ်နော်မအားလာကိုလီးလံပြမှာလီးမလံပြနဲ့ဖင်ကိုသွားပြီးတော့လံပေးလိုက်တယ်မအားလာလည်းတို့ဖင်ကိုချတာပေါ့နော်အခုပြောမယ်ဆိုတော့ပြည်သူလူထုရဲ့ငွေဘလောက်ပဲတို့အများကြီးရပါစေတို့တိုင်ဖို့မထားဘူးနော်အဲ့ဒီပြည်သူလူထုရဲ့ငွေကပြည်သူချွေးနဲ့စားတဲ့ငွေဟိုကဘာရဲ့ငွေကိုလိုက်ပြီးတော့လိန်စားဟိုမိသားစုရဲ့ငွေကိုသွားပြီးတော့ခိုးစားပြီးတော့တို့လည်းထောက်ပံ့ပေးတာလုံးဝမရှိဘူးငွေဖြူငွေတန့်စင်နဲ့တို့တော့ကျွန်တော်ထောက်ပံ့ပေးတာဒါပေမဲ့အခုသူများမျက်ရည်နဲ့ပါတဲ့ငွေတွေကို KNU တွေကပြန်ပြီးတော့အထင်ကြီးတယ်ပြန်ပြီးတော့တိုင်ဖို့ထားတယ်နောက်ပြီးတော့အခုဆိုရင်ကြားဖြတ်ကိုင်းအကြောင်းလားမူရည်စေဝါနဲ့ပတ်သက်တဲ့အကြောင်းလားလောင်းကစားနဲ့ပတ်သက်တဲ့အကြောင်းလားဒီအရာတွေအားလုံးကပြည်သူလူထုကိုအကုန်လုံးတစ်ခါပေးပြီးတော့ဖျက်ဆီးနေတာဒါပေမဲ့ဘသူမှဒီအရာတွေပပျောက်ရေးမလုပ်ခဲ့ဘူးဘာကြောင့်လဲဆိုတော့သူတို့ပဲဖန်တီးနေတာသူတို့ပဲတိဆောက်နေတာသူတို့ပဲလုပ်နေတာနော်ဖြစ်လာအောင်လဲသူတို့ပဲလက်ခံနေတာသူတို့ပဲပေးဝင်နေတာဖြစ်တဲ့အတွက်ကြောင့်ငါတို့တွေကဒီမကောင်းဆိုးဝါးတွေစီလာအောင်လုပ်နေတဲ့ကောင်တွေလက်ခံနေတဲ့ကောင်တွေငါတို့ကသွားပြီးတော့ထောက်ပံ့ပေးတာလေငါအရန်ကိုရင်းတာတယ်ပြီးတော့အစတုန်းကငါတို့ကဘာမှမသိခဲ့ဘူး2021မှာပေါ့နော်ဒီကောင်းဆောင်တွေဘာတွေလုပ်လဲသူတို့ဘာတွေရောက်မှလဲဘာနဲ့လဲတွေ့မှအစတုန်းကမသိဘူးကိုသိတာကိုရက်ပြင်စစ်တာကွာလူအစ်စ်ဆိုတော့ကိုနိုင်ငံရေးတော်နိုင်တခါမလုပ်ဘူးလေလူအစ်စ်ဆိုတော့ကိုရက်ခင်ယူတော့ပထမဦးဆုံးကိုယုံကြည်တာပေါ့ကိုရက်ခင်စစ်တာတော့ပထမဦးဆုံးကိုထောက်ပံ့ပေးချင်တာပေါ့ဟုတ်လားကိုကတခြားစစ်သားတွေကိုမသိသေးဘူးလေအဲ့ဒီချိန်မှာလဲ PDF လည်းမရှိသေးဘူးတင်တန်းတက်နေတဲ့အချိန်ပဲနော်လောက်ပေးလိုက်တာပြီးတော့အခုနောက်ဆိုတော့ကိုလောက်ပေးလိုက်တဲ့ငွေအများအပြားကိုထောက်ပံ့ပေးလိုက်တဲ့ငွေအများအပြားကအဲ့ဒီလက်နဲ့ခင်ရအများအပြားကအဲ့ဒီလက်နဲ့ခင်ရတွေကငါတို့ကိုမကာကွယ်ပေးနဲ့ဒီမကောင်းဆိုးဝါးတွေကိုပြန်တော့ကာကွယ်ပေးတာအရန်ကိုရင်နာဖို့ကောင်းတယ်အခုထိလဲပုတ်ကိုဆွဲအဖွဲ့အစည်းဆွဲလူမျိုးဆွဲတဲ့လူတွေလည်းဒီလူရောက်မာတွေကိုပေါ့နော်သွားပြီးတော့ကူညီထောက်ပံ့ပေးသေးတယ်နော်ဒီလူရောက်မာအကောင်အကြီးစားတွေရဲ့လက်အောက်မှာစီးတဲ့ PDF အဖွဲ့လားကရင်အဖွဲ့လားဘယ်တော်လိုင်းရဲ့အဖွဲ့မရှိမဆိုဘာမှလုပ်လို့မရဘူးစင်လောက်တာလုပ်လို့ရလို့စင်သူတို့ကတကယ်လုပ်လို့ရလို့စင်နံပါတ်1ကောက်ကလေးမျိုးကပထမဦးဆုံးလုံးရောက်သွားတာကြပြီနော်ဒါပဲချင်းကောက်ကလေးမျိုးမှာများလိုက်တဲ့ကရင်စစ်သားများလိုက်တဲ့ PDF ကအခုထိလည်းပြကြနေတော့မယ်စစ်ခွေးနဲ့တန်းညတိုင်ပုံကျဲနေတော့မယ်ပြည်သူလူထုအိမ်ဒီလိုမျိုးပဲအခိုးခံနေရတော့မယ်ဘဲကောက်ကလေးကပြည်သူတွေအများအဖြစ်ဘယ်သူမှအိမ်ပြန်လို့မရတော့ဘူးပြန်မယ်ဆိုလည်းအိမ်မရှိတော့ဘူးစင်နော်အဲ့ဒါကိုလူမျိုးဆွဲပြီးတော့ဒီကရင်ပြည်နယ်မှာကရင်ပြည်နယ်ဒီအဖွဲ့မှဒီအဖွဲ့ထောက်ပံ့ပေးနေသေးတဲ့တူတဲ့အများကြီးပဲရှိသေးတယ်နော်ငါတို့ကရင်လူမျိုးတွေလွတ်မြောက်ဖို့ငါတို့တိုင်းရင်းသားတွေအားလုံးလွတ်မြောက်ဖို့ငါတို့မြန်မာတိုင်းနိုင်ငံလုံးလွတ်မြောက်ဖို့ကအညာက PDF တွေပဲငါတို့ကဲတင်ပေးသွားမယ်ဒီအညာက PDF တွေကနေတို့ကြားလို့စင်စကိုင်းတိုင်း PDF မကွေးတိုင်း PDF ပဲခူးတိုင်း PDF နေပြည်တော် PDF မန္တလေးတိုင်း PDF ဒီ PDF တွေအားလုံးကဘယ်ပြည်နယ်မဆိုမြို့သိမ်းတိုက်ပွဲစီလာပြီးဆိုရင်သူတို့အကောင်လုံးသွားပြီးတော့စစ်ကူတိုက်ပေးတယ်မြောက်ပိုင်းတိုင်းလားတောင်ပိုင်းတိုင်းလားရခိုင်လားကချင်လားချင်းလားသူတို့အကောင်လုံးသွားပြီးတော့စစ်ကူတိုက်ပေးတယ်စကိုင်း PDF တော့စကိုင်း PDF ပဲနော်ဒါပေမဲ့ရခိုင်အရေးပေါ်လွားလာလို့စင်ရခိုင်အတွက်အယောက်100 200 1000 1000တော့တိုက်ပေးတယ်ကချင်အတွက်အယောက်1000 2000တော့စစ်ကူတိုက်ပေးတယ်ဘယ်နေရာဘယ်ဒေသမဆို PDF တွေကနေရာဒေသမရွေးလူမျိုးဘာသာမရွေးပဲနဲ့သွားပြီးတော့တိုက်ပေးတဲ့အသက်တွေပြီးစားတယ်โอเคငါတို့ပြည်သူတွေလိမ်မာလို့ရပါပြီလွတ်မြောက်ချင်တဲ့အာနာစင်ရဲ့လက်အောက်မှာလွတ်မြောက်ချင်တဲ့လူမျိုးကိုကူညီကယ်တင်ချင်လို့စရင်စစ်မတိုက်တဲ့နေရာသွားပြီးတော့မထောက်ပံ့တဲ့အချိန်မဖြုံးနဲ့အဲ့ဒီစစ်မတိုက်တဲ့နေရာကကိုယ့်ရဲ့ယူပါပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီနေပဲဖြစ်ကိုယ့်ရဲ့တိုင်းပဲဖြစ်မလှုပ်လို့စရင်သွားပြီးတော့မထောက်ပံ့ပါနဲ့အချိန်ကုန်ပါတယ်စင်နော်အခုစစ်ခွေးသေးဖို့အတွက်ရငွေလိုအားတယ်စင်ပြီလို့ဘာကြောင့်ဆိုတော့အခုစစ်ခွေးကိုတိုက်တဲ့ကြီးအလုံးတိုင်းမှာအလကားဝယ်လို့မရဘူးပတ်စံနဲ့သွားပြီးတော့ဝယ်ရတာပိတ်စံစီမငွေစီမတာလင်းဒီကြီးဖို့တွေကဝယ်လို့ရပါတယ်အဲဒါမှမို့တို့က24နာရီဒီ4နှစ်5နှစ်အတွင်းနော်မမို့တို့ထောက်ဖို့လုပ်နေရတယ်ဒီငရုတ်တီးဖို့တွေကိုစာနေရပါတယ်ငါတို့ကအမြန်ဆုံးလွတ်မြောက်ခြင်းတဲ့အတွက်ကြောင့်ငရုတ်တီးဖို့ရမှသာလင်းဒီငရုတ်တီးဖို့တွေဝယ်လို့ရမယ်ငရုတ်တီးဖို့ဝယ်လို့ရမှ PDF တွေဒီစစ်ခွေးကိုအမြင့်ဖြတ်လို့ရမယ်ဒီအာနာယူကိုအမြင့်ဖြတ်လို့ရမယ်အဲကြောင့်ကိုက100နိုင်900နိုင်300နိုင်1000နိုင်2000နိုင်နော်စီလို့စင်တခါတည်းပဲထည့်ပေးလိုက်ဘာမှစောက်စရာလက်ကောင်မှမစောက်နဲ့အဲ့ထဲမှာအဲ့ဒီ100နိုင်လို့စင်100ထက်နေရာကူညီလို့နိုင်လို့စင်နေရာထက်လက်ကောင်မှနောက်တလားမှအချိန်မဆွေးနဲ့မေအေလို့လူကိုတတ်တာနဲ့မေအေလို့မအားလာကပြည်သူကိုဒုက္ခပေးတဲ့အချိန်မှာပြည်သူကိုနှိပ်စက်တဲ့အချိန်မှာ तू ရက်နေလား तू မဆွေးဘူးစင် तू ဒီဇိုင်းမနဲ့လောက်တာ